July နဲ့ August intake အတွက်စဉ်းစားနေတော့ပဲလားဒါဆိုရင်တော့အချိန်မရှိတော့ဘူးเนาะအခုထိကြောင်မရွေးသေးတာပဲဖြစ်ဖြစ်၆ဖို့ပြင်ဆင်နေတော့မဲ့ဖြစ်ဖြစ်ဒါဟာတင့်အတွက်နောက်ဆုံးအခွင့်အရေးပါပဲအခုလာမဲ့ဇွန်29ရက်နေ့မှာဆိုရင်စင်ကူထိပ်ကန်းပြီးရိုင်ကျောင်းကြီးဖြစ်တဲ့ James Cook University Singapore Kaplan Higher Education Academy Nanyang Institute of Management Management Development Institute of Singapore PSB Academy နဲ့ Singapore Institute of Management တို့အတွက်ကို last minute virtual workshop ကြီးကျင်းပပေးသွားမှာဖြစ်ပါတယ်။ကျမတို့ရဲ့ last minute virtual workshop ကို join တဲ့သူတွေအတွက်ထူးခြားသောအစီအစဉ်ကတော့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုယူလာပေးရုံနဲ့ apply on the spot ပွဲမှာတင်တခါတည်းတောင်းလျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။အချိန်ကပ်နေပြီဖြစ်လို့ student pass visa လျှောက်တဲ့အချိန်မှာအမှားကြီးမဖြစ်စေဖို့အတွက်လိုအပ်တဲ့ tip တွေကိုကျမတို့ counselor တွေကိုမြင်မြင်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့် June 29 virtual event ကိုအခုပဲစီရင်ပေးသွင်းလိုက်ပါ